ဘာမျိုးသာပြုလုပ်တဲ့နေရာမှာအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ anaerobic လေမဲ့အခြေအနေနဲ့ aerobic လေရှိအခြေအနေလေးဆိုတာကတော့ကျွန်တော်တို့လေမဲ့အခြေအနေဖြစ်ပါတယ်လေမဲ့အခြေအနေကကြတော့ဒါကိုဒီလိုအပုံကြီးတွေကိုထက်ဝင်ထားတဲ့နောက်ကြီးစိတ်ကြီးကြက်ကြီးပါညာတိရစ္ဆာန်ကြီးပေါင်းစုံနဲ့ကျွန်တော်တို့ဒီအချိန်ပေါက်ဆေးရည်တွေဖြစ်တဲ့ EN တို့အမိုင်တို့ဖြန်းပြီးတော့လုံအောင်အုပ်ထားတာကို anaerobic လို့ခေါ်ပါတယ်လေမဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒါကိုလည်းတနည်းအားဖြင့်ဂျပန်လိုဘူကာရှီနိပညာလို့ခေါ်ပါတယ်အားနည်းချက်အားသာချက်ကလေးတွေရှိပါတယ်အားနည်းချက်ကတော့ကျွန်တော်တို့ဒီလိုအပုံကြီးတွေပုံလိုက်တဲ့အချိန်မှာသူကလေမဝင်တော့ဘူးလေမဝင်တော့တဲ့အချိန်ကျရင်ပုတ်လိုက်တဲ့အချိန်မှာလေမဝင်တော့ဘူးလေမဝင်တော့တဲ့အချိန်မှာထက်ဝင်ထားတဲ့အနုဇီဝတွေကောင်းမွန်စွာအလုံးမလုံးတော့ဘူးလုံးမလုံးတာဖြစ်တဲ့အတွက်ဆွေးမြေ့မှုချိန်ကြတယ်အားသာချက်တစ်ခုကတော့ဒီလိုတစ်ချိန်နဲ့ပုံပြီးသွားလို့ရှိရင်အထက်အောက်လူအင်အားပေါ့နော်လူအင်အားမပင်ပန်းတော့ဘူးပေါ့နော်လူအင်အားအခက်အခဲတွေဆက်ရမ်းရမရှိတဲ့အချိန်မှာလူအင်အားအခက်အခဲတွေကိုဒါတနည်းဖြည့်ရှင်းပေးလို့ရတယ်လူမပင်ပန်းဘူးအထက်အောက်မလန်အောင်ဘူးအချိန်ပေးနိုင်ရင်တော့ကျွန်တော်တို့ဒီ anaerobic မိပညာကိုအသုံးပြုလို့ရပါတယ်6လလောက်တော့ကြာတယ်6လကနေပြီးတော့တစ်နှစ်ကြာတယ်ဆွေးသွားဖို့တဲ့နောက်ထပ်အားနည်းချက်တစ်ခုကကြတော့အပူချိန်မတက်တော့ဘူးအပူချိန်မတက်တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့အောက်ဆီဂျင်မရဘူးအောက်ဆီဂျင်မရတော့အနုဇီဝကောင်းကောင်းအလုံးမလုံးတဲ့ခါကျတော့အပူချိန်မတက်တော့အပူချိန်မတက်တဲ့ခါကျတော့ဒီမှာထက်ဝင်လာတဲ့ကြက်ချီနောက်ကြီးစိတ်ကြီးတွေမှာပါဝင်တဲ့ဆိုးရတဲ့ဘက်တီးရီးယားတွေနောက်မှိုတွေဖန်ဂတ်တွေဒါတွေမသေးတော့ဘူးဒါကတော့အားနည်းချက်တစ်ခုဖြစ်ပါတယ်ဒါကိုကျွန်တော်ကဒီနည်းပညာနှစ်ခုလုံးကိုကျွန်တော်ပေါင်းစပ်ထားတာပါပထမတစ်ပတ်မှာ anaerobic နည်းပညာဒီလိုလေလုံးအောင်အုပ်ချင်းနဲ့သွားပါတယ်တစ်ပတ်ပြည့်ရင်ဓာဒီကိုဒီပုံကြီးကိုကျွန်တော်အထက်အောက်လှန်ရမှာပါထက်အောက်လှန်မယ်စူတိုင်းစားကိုပြန်တိုင်းမယ်စူတိုင်းစားက90%ရာခိုင်နှုန်း60%ရာခိုင်နှုန်းထားရမယ်နောက်လေဝင်အောင် aerobic ဖြစ်သွားအောင်အနုဇီဝတွေကောင်းမွန်စွာလှုပ်အောင်လေဝင်သွားအောင်အထက်အောက်လှန်ရမယ်ပြီးရင်နောက်တစ်ပတ်ကပြန်ပြီးတော့ anaerobic ပြန်လုပ်မယ်နှစ်ကြိမ်ပေါ့နော်နှစ်ကြိမ်လုပ်ပြီးသွားပြီကိုပဲတော်တော်လေးကိုကောင်းမွန်သောအနေအထားတစ်ခုကိုရောက်ရှိသွားပါတယ် aerobic လုပ်လိုက်တဲ့ခါကျတော့ aerobic ဆိုတာဒီအောက်ဆီဂျင်သွင်းလိုက်တာပေါ့နော်အောက်ဆီဂျင်သွင်းလိုက်တာဖြစ်တဲ့အတွက်အနုဇီဝတွေကောင်းမွန်စွာလှုပ်တယ်အောက်ဆီဂျင်ရသွားတဲ့အတွက်အပူချိန်မြင့်တက်လာတယ်60 ဒီဂရီကနေပြီးတော့80 ဒီဂရီဆာဆီယပ်ဒီမြင့်တက်သွားတာဖြစ်တဲ့အတွက်စိတ်ချီနောက်ချီကြက်ချီတွေမှာပါဝင်တဲ့အနုဇီဝမဆိုးရတဲ့ဘက်တီးရီးယားတွေဒီဖန်ဂတ်တွေကိုကောင်းကောင်းအပူချိန်နဲ့တိုက်ဖြတ်ပေးပါတယ်နောက်ကျွန်တော်တို့ပေါင်းစီတွေမလိုလားအပ်တဲ့ပေါင်းစီတွေဒီမလိုလားအပ်တဲ့မျိုးစီတွေအကုန်တည်သွားပါတယ်ဗျဟုတ်ဒါလေးနောက်ရက်မှာဆက်ရှင်း